မင်္ဂလာပါဆရာနဲ့ဆရာမအခုလိုကျွန်တော်တို့စကားဝိုင်းမှာဒီလက်ခံဝင်ရောက်ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တို့ဒီနေ့စကားဝိုင်းကတော့ကျွန်တော်တို့ဒီမြို့ပေါ်ကမွန်အမျိုးသားရေးလှုပ်ရှားမှုအလုံးမဖြစ်နိုင်ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးသွားကြမှာပေါ့ခင်ဗျာဆိုတော့ဒီကနေ့မှာဒီစစ်ကောင်စီဩဇာခံဒီမွန်ရက်အဖွဲ့အစည်းတွေကဒီမွန်အမျိုးသားလှုပ်ရှားမှုတွေကိုလှုပ်ဆောင်ပါမယ်ဆိုပြီးတော့ပြောဆိုဆွေးနွေးမှုတွေကဒီလက်တွေ့မြေပြင်မှာအလုံးမဖြစ်ဘူးဆိုတာကိုအဓိကပြောဆိုဆွေးနွေးသွားကြမှာပေါ့လေနော်ဆိုတော့ဒီစစ်တပ်အာမတိန်ခင်ကာလတွေမှာဒီမွန်အမျိုးသားရေးတွေမွန်ပြည်သူတွေရဲ့နေ့စဉ်ဘဝတွေကဏ္ဍပုံစံအထောက်အပံ့ဖြစ်စေဖို့ဆိုပြီးတော့ဒီမွန်ရက်ဖက်လူမှုအဖွဲ့အစည်းပေါင်း90ကျော်ရှိခဲ့တယ်ဆိုတော့ဒီစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာဒီမွန်ရက်ဖက်အဖွဲ့အစည်းတာဝန်ရှိတဲ့သူတွေထဲကဒီစစ်အာဏာသိမ်းမှုကိုလက်မခံဆက်ကျင်တဲ့သူတွေကတော့ဒီတော်လှန်ရေးလှုပ်ရှားမှုတွေထဲမှာပါဝင်နေကြပေမဲ့တချို့ရက်ဖက်အဖွဲ့အစည်းတွေကတော့စစ်ကောင်စီမနှစ်မြို့တဲ့နိုင်ငံရေးလှုပ်ရှားမှုနဲ့မဆိုင်လေယာမီကဏ္ဍလိုမျိုးလှုပ်ဆောင်လာကြပေမဲ့လည်းဒီစစ်တပ်ဘက်ကတော့အဲ့ဒီနိုင်ငံရေးလှုပ်ရှားမှုတွေမလှုပ်ဆောင်ပါဘူးဆိုတဲ့မွန်ရက်ဖက်အဖွဲ့အစည်းတာဝန်ရှိတဲ့သူတွေကိုဒီလိုက်လံဖမ်းဆီးတဲ့ဖြစ်စဉ်တွေကလည်းအထင်ရှားရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီအခုလထဲမှာစစ်ကောင်စီနဲ့ပူးပေါင်းထားတဲ့တနည်းအားဖြင့်ဒီပြောရရင်တော့စစ်ကောင်စီရဲ့ခွင့်ပြုမိတ်အောက်ထဲမှာဒီမွန်အခြေဆိုင်ရက်ဖက်အဖွဲ့အစည်းတွေကတော့သူတို့ချင်းချင်းကြားထဲမှာအင်အားစုတစ်ခုစုံရက်တစ်ခုဖြစ်ဖို့ဆိုပြီးတော့ဒီမော်လမြိုင်မြို့ပေါ်မှာရှိတဲ့အန်ဟိုတယ်မှာအစည်းအဝေးလှုပ်ဆောင်ခဲ့တယ်လို့သိရတာဗောလေဆိုတော့မော်လမြိုင်မြို့ပေါ်ကနေအစည်းအဝေးလှုပ်ခဲ့ကြတဲ့ဒီမွန်ရက်ဖက်အဖွဲ့အစည်းတွေရဲ့ရွေချက်ကတော့မွန်ပြည်သူတွေရဲ့အမျိုးသားရေးလုပ်ငန်းလှုပ်ဆောင်မှုဖြစ်တယ်လို့ပြောလာတာဗောလေဆိုတော့ဒီဒါပေမဲ့ဒီလက်တွေ့မှာဒီမွန်ပြည်သူတွေရဲ့နေ့စဉ်စားဝတ်နေရေးကစဘဝလုံခြုံရေးတွေဒီနိုင်ငံရေးနဲ့ပတ်သက်ဆက်နွယ်မှုနေချင်းတာဖြစ်တာမို့သူတို့ရဲ့အာဏာတည်မြဲရေးကလွဲတော့ဒီကိစ္စအပေါ်မှာခွင့်ပြုထားတဲ့စစ်ကောင်စီကဒီမွန် CSO တွေကိုအမှန်တကယ်ဘာများလုပ်ခွင့်ပေးမလဲဆိုတဲ့ဒီမေးခွန်းတွေကလည်းရှိလာတယ်ပေါ့လေဆိုတော့ဒါမှမဟုတ်ဒီအမျိုးသားရေးလှုပ်ဆောင်ပါမယ်ဆိုကြွေးကြော်ထားပြီးတော့စစ်ကောင်စီအာဏာတည်မြဲရန်ရာထဲမှာကျွန်တော်လူပုဂ္ဂိုလ်တူချင်းစီအလိုက်မိမိတို့ရဲ့ကိုယ်ကျိုးစီးပွားအရာလှုပ်ဆောင်ပြောဆိုနေသလားဆိုတဲ့မေးခွန်းတွေကလည်းရှိတယ်ပေါ့လေဆိုတော့ဒေတာတစ်ခုကတော့ဒီစစ်တပ်ရဲ့အမိန့်အောက်မှာအမျိုးသားရေးအကျိုးဆိုတာလုံးဝအုတ်တုံခန်းစားရမှာမဟုတ်ဘူးလို့ကျွန်တော်တို့နားလည်ရတာပေါ့လေဆိုတော့ဒီလက်ရှိဒီအခင်းကျင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကျင်းချုပ်လေးပြောပြပေးပါရစေဆိုတော့ဒီနေ့စကားဝိုင်းမှာဆွေးနွေးဖို့အတွက်ဖိတ်ခေါ်ထားတဲ့သူတွေကတော့ဒီမွန်ပြည်ဖက်ဒရယ်ကောင်စီကရှမ်းမကွန်ချန်တော်ရဲ့ Foreign Operation Country Director ရှာမင်းဝင်းတို့ကိုဖိတ်ခေါ်ထားတယ်ပေါ့လေနော်ဟုတ်ကဲ့မင်္ဂလာပါဆရာရှာမတို့ခင်ဗျမင်္ဂလာပါရှင်ဟုတ်မင်္ဂလာပါဆရာပထမဆုံးပေါ့နော်ဒီရှာမမီကွန်ချန်တို့ကိုကျွန်တော်အရင်ဆုံးမေးချင်တာပေါ့လေဆိုတော့စစ်ကောင်စီရမိန်နဲ့ CSO တွေ CPO တွေအမျိုးသားရေးလှုပ်ရှားမှုလုပ်ကြဖို့ဆိုတာလက်တွေ့မှာဖြစ်နိုင်ရဲ့လားရှာမအနေနဲ့ရှင်းပြပေးပါလားရှာမကျမတကယ်ပေါ့နော်ဒီ argument လေးတစ်ခုတော့ကျမအဓိကအရေးကြီးတဲ့ argument လေးတစ်ခုကိုကျမဒီမှာ state လုပ်ချင်ပါတယ်ပေါ့နော်ဆိုတော့ကျမတို့ဒီစကစပေါ့နော်စစ်ကောင်စီအုပ်ချုပ်တဲ့လက်အောက်မှာကျမတို့ပြောနေတဲ့အမျိုးသားရေးကိုဘယ်လောက်ထိကျမတို့ကမျှော်မှန်းလို့ရတယ်လဲပေါ့နော်ဘယ်လောက်ထိကျမတို့လုပ်လို့ရတယ်လဲဆိုတော့အရေးကြီးတဲ့မေးခွန်းလေးတစ်ခုကိုကျမဒီမှာအရင်ဆုံးမေးချင်တယ်ပေါ့နော်ဆိုတော့အဓိကဒီအခြေအနေမှာကျမဘာကို highlight လုပ်ချင်တယ်လဲဆိုတော့ကျတော့ဒီစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာကျမတို့မွန်နေမှာဆိုလို့ရှိရင်နိုင်ငံရေးခံယူချက်နှစ်ပိုင်းဒါမှမဟုတ်လို့ရှိရင်သုံးပိုင်းလောက်တောင်မှကွဲသွားတယ်ဆိုတဲ့အခြေအနေမျိုးကိုကျမတို့တွေ့ရမယ်အဓိကကတော့ကျမတို့စကားစားနဲ့ပေါင်းတဲ့သူတွေနဲ့ပြီးလို့ရှိရင်ကျမတို့ຫນွေဥဒေါ်လိုင်းကိုယုံယုံကြည်ကြည်နဲ့ခုနကပြောသလိုပဲကျမတို့ဒီနိုင်ငံရဲ့ဒီကဒီ Federal Democracy အရေးကိုတိဆောက်ဖို့ဆိုလို့ရှိရင်ကျမတို့ဒီတော်လှန်ရေးကတော့လုပ်ရမယ်ဆိုပြီးတော့ကျမတို့တော်လှန်ရေးကိုယုံကြည်ပြီးတော့လှုပ်ဆောင်သွားတဲ့သူတွေနဲ့ဒီကြားထဲမှာနေတာပေါ့ကြားထဲမှာနေတာလည်းဟိုဘက်ကိုလည်းယိမ်းတာလားဒီဘက်ကိုလည်းယိမ်းတာလားဒါမှမဟုတ်လို့ရှိရင်ပါတဲ့ဘက်ကိုယိမ်းပါလားဆိုတော့အဖွဲ့ဆိုပြီးတော့ကျမ၃ပိုင်းလောက်ကျမကတော့ပိုင်းချင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီမွန်နေထဲမှာကြီးပဲမဟုတ်ဘဲနဲ့ကျမတို့ဒီ CBO ထဲမှာလည်းအဲ့လိုပဲရှိတယ်ပေါ့နော်ဆိုတော့ဖွဲ့တော်တော်များများကတော့ဒီ registration ပေါ့နော်ဒီမှတ်ပုံတင်ကိုဆက်လက်မလုပ်ဘူးဒါပေမဲ့လည်းသူတို့ဖြစ်တဲ့အခြေအနေကနေပြီးတော့ဒီ low profile က low profile အနေနဲ့လည်းတတ်နိုင်တဲ့ဘက်ကနေပြီးတော့ဒီသူတို့လှုပ်ဆောင်တဲ့လုပ်ငန်းတွေကိုဆက်လက်ပြီးတော့လှုပ်ဆောင်နေတဲ့အခြေအနေကိုလည်းကျမတို့တွေ့ရတာရှိတယ်ပေါ့နော်ဆိုတော့ဒီအပြင်ကျမတို့အရင်တော့အခြေအနေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီစစ်တပ်ကနေပြီးတော့လည်းပါဝင်နေတဲ့ကျမတို့တပိုင်းတစားပါဝင်နေပေါ့နော်အရက်သားအစိုးရလို့ခေါ်တဲ့ဒီအစိုးရလက်ထက်မှာတော့မှကျမတို့လှုပ်ရှားမှုတွေကိုကျမတို့အကန့်အသတ်နဲ့လုပ်ရတာရှိတယ်ပေါ့နော်ဆိုတော့အခုလူအခြေအနေပေါ့နော်ဒီစကနေပြီးတော့အုပ်ချုပ်ထားတဲ့ကျမတို့ဒီလူအခွင့်အရေးတွေကိုအများအားချိုးဖောက်နေတဲ့လူတွေကိုကျမတို့ဒီအမြဲတမ်းပေါ့နော်ဒီပြစ်မဲ့ပြည်သူတွေကို
အမြဲတမ်းဘုံကျဲမီးရှို့တိုက်ဖြတ်ပြီးတော့ကျမတို့တွေကိုကြောက်ရွံ့အောင်လုပ်နေတဲ့စကားစအောက်မှာကျမတို့ဒီအမျိုးသားရေးနဲ့ပတ်သက်ပြီးတော့ဘာတွေများလုပ်ဖို့ရှိတယ်လဲပေါ့နော်အခုလက်ရှိအခြေအနေဆိုလို့ရှိရင်ကျမတို့ကဒီမနေ့တနေ့ဆိုလို့ရှိရင်ဒီငလျင်လှုပ်ထားတယ်ငလျင်လှုပ်ပြီးတော့လူတွေကငလျင်လှုပ်တဲ့အတွက်ကြောင့်ရက်အကွက်ကွင်းပြင်ထဲမှာနေပြီးတော့လွတ်အောင်ရှောင်တဲ့နေရာမှာတော့မှသွားပြီးတော့ဘုံကျဲတာတွေကိုကျမတို့တွေ့ရတယ်လေဆိုတော့ဒီကျမတို့အမျိုးသားရေးဆိုတဲ့ဥစ္စာကကျမတို့ဘယ်လောက်ထိယုံကြည်ပြီးတော့လှုပ်လို့ရလဲဆိုတော့ခုနကကျွန်မမေကွန်းလေးနဲ့ပဲကျွန်မပြန်ပြီးတော့ပြောချင်တယ်ပေါ့အဓိကကျွန်မပြောချင်တာဘာကိုမှကျွန်တော်တို့မျှော်လင့်လို့မရဘူးဒီစကားဆိုင်လောက်အောင်မှာတော့ကျွန်တော်တို့လှုပ်ဆောင်တဲ့လုပ်ငန်းတွေအကုန်လုံးကတော့ဘာကိုမှရရှိမှာမဟုတ်ဘူးဆိုတာကိုပဲကျွန်မhighlight လုပ်ချင်တာပါရှင်ကျေးဇူးပါဟုတ်ကဲ့ကျေးဇူးပါဆရာမဆိုတော့ဒီခါပေါ့လေဆရာဝင်းမင်းကိုမေးချင်တော့ပေါ့ဆရာဝင်းမင်းကိုကြတော့ကျွန်တော်ခဏတော့ဆရာမကိုမေးခဲ့တဲ့မေးခွန်းတိုင်းမှာပဲပေါ့နော်ဒီစစ်ကောင်စီရဲ့အမိန့်နဲ့ဒီ CSO တွေ CBO တွေဒီအမျိုးသားရေးလှုပ်ရှားမှုလုပ်ကြဖို့ဆိုတာလက်တွေ့မှာဖြစ်နိုင်ရဲ့လားပေါ့နော်ဆရာအနေနဲ့ဆွေးနွေးပြပါအောင်ခင်ဗျဒီယဉ်ကျေးမှုကနေစပြီးတော့ဘာသာစကားအထိအထိမ့်သိမ့်မှုတွေဖြစ်တည်တည်ရှိမှုတွေလုပ်တဲ့ဥစ္စာတွေကိုတိုင်းတာတစ်ခုအနေနဲ့အမျိုးသားရေးအတွက်လှုပ်ဆောင်ကြရတယ်မိမိလူမျိုးယဉ်ကျေးမှုဘာသာစကားထွန်းကားဖို့အတွက်လှုပ်ဆောင်ကြရတယ်ပေါ့ဒါပထမဆုံးဆွေးနွေးလိုပါတယ်ဒီပထမတစ်ချက်ဒါတွေကိုစစ်အာဏာရှင်စနစ်ခက်ဘယ်လိုပဲဖိနှိပ်မှုတွေရှိခဲ့ပါစေအရက်ဖက်အဖွဲ့အစည်းတွေဘာသာစကားယဉ်ကျေးမှုထိန်းသိမ်းဆောင်ရေးအဖွဲ့အစည်းတွေနောက်ပြီးတော့ဒီဘုံတော်ကြီးတွေအကြောင်းကနေစပြီးတော့ဘာသာစကားတင်တဲ့ကိစ္စတွေကနေစပြီးတော့ထိမ့်ဆောင်ရွက်လာကြတဲ့ဟာတွေကမွန်းဒီလူမှုပတ်ဝန်းကျင်မှာတွေ့ရမှာပေါ့ဒါပထမနောက်တစ်ခုကဒီရက်ဖက်အဖွဲ့အစည်းဒီလူမှုအဖွဲ့အစည်းဆိုတာကဒီမိမိတို့ကိုစားပြုရှိနေတဲ့နေရာဒေသကအပြည်သူလူမှုပတ်ဝန်းကျင်ကိုဝန်ဆောင်မှုပြုရတဲ့အစုအဖွဲ့တွေဖြစ်ပါတယ်အစုအဖွဲ့တွေဖြစ်တယ်ပေါ့ဒီလိုမျိုးအစုအဖွဲ့တွေဖြစ်တဲ့အခါမှာအစိုးရမလုံနိုင်တဲ့လုပ်ငန်းစဉ်တွေနောက်ပြီးတော့အစိုးရကနေဖိနှိပ်ပြီးတော့ပြည်သူတွေအပေါ်မှာခက်ခဲနေတဲ့အခြေအနေတွေကိုတက်တာမှုရအောင်သို့မဟုတ်ဝန်ဆောင်မှုရအောင်လုပ်ရပေးရတဲ့အရက်ဖက်အဖွဲ့အစည်းဆိုတာဒီလိုကဏ္ဍတွေကိုလှုပ်ဆောင်ရတဲ့အဖွဲ့အစည်းဖြစ်ပါတယ်ဒီလိုမျိုးအဖွဲ့အစည်းဖြစ်တဲ့အတွက်လောလောဆယ်အခြေအနေနဲ့ဆိုမြန်မာနိုင်ငံအနေနဲ့ပဲဖြစ်မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေကိုစဉ်းစားတဲ့လှုပ်ဆောင်ကြတဲ့အခါမှာမွန်ပြည်နယ်အနေနဲ့ပဲဖြစ်မွန်လူမျိုးတွေအတွက်ပဲဖြစ်ဆိုလို့ရှိရင်ကိုစားပြုပြီးတော့ဆောင်ရွက်နေကြတဲ့နိုင်ငံရေးအစုအဖွဲ့တွေကများစွာရှိတယ်ပေါ့လက်ရှိအာဏာရှင်စနစ်နဲ့အာဏာရှင်စနစ်အမျိုးမျိုးရှိနေမယ်ဆိုလို့ရှိရင်ငါတို့ဖြစ်တည်မှုယဉ်ကျေးမှုဘာသာစကားအရာထိကိုက်မှုရှိတယ်ဒါဆိုလို့ရှိရင်တန်းတူဖြစ်တဲ့နိုင်ငံရေးစနစ်ကိုငါတို့ကျင့်သုံးနိုင်ဖို့လိုတယ်ဆိုပြီးတော့ကြိုးစားခဲ့ကြတဲ့နိုင်ငံရေးအစုအဖွဲ့တွေလည်းရှိတယ်ပေါ့ယနေ့လူဦးတော်လှန်ရေးမှာကိုပဲဖောက်ဆောင်ဥဆောင်နေကြတဲ့အဖွဲ့အစည်းတွေရှိတယ်ပေါ့ဘာလို့ဒီအဖွဲ့အစည်းတွေကလူဦးတော်လှန်ရေးကိုလုပ်နေကြတာလဲဆိုလို့ရှိရင်ဒါလည်းအမျိုးသားရေးပဲပေါ့မိမိမွန်ဆိုလဲမွန်ဖြစ်တည်မှုအရာဘာသာစကားယဉ်ကျေးမှုရှင်သန်မှုအရာကောင်းမွန်စွာနေထိုင်ကျင့်ကြံနိုင်ဖို့အတွက်လူသားတဦးမွန်တရားအနေနဲ့အခြေခံလူအခွင့်အရေးတွေရနိုင်ဖို့ထိမ့်သိမ်းနိုင်ဖို့အခြေအနေကိုဖန်တီးနေကြတဲ့အခါမှာຫນွေဦးတော်လှန်ရေးမှာပါဝင်ဆောင်ရွက်နေတဲ့အစုအဖွဲ့တွေဟာဒီအခြေအနေဒီအမျိုးသားရေးတွေကိုဆောင်ရွက်နေတယ်ဆိုတဲ့ဥစ္စာမျိုးကတပါးတည်းနားလည်ဖို့လိုအပ်တယ်ပေါ့အဲ့လိုမျိုးလှုပ်ဆောင်နေတဲ့အချိန်မှာဒီနိုင်ငံမှာဖိနှိပ်နေတာကစစ်အာဏာရှင်စနစ်ဖြစ်တယ်အာဏာရှင်ဖြစ်တယ်ပေါ့ဒီစစ်အာဏာရှင်နဲ့အာဏာရှင်စနစ်ကိုကျင့်သုံးနေတဲ့စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့အမျိုးသားရေးလုပ်မယ်လို့ဆိုတဲ့ဆွေးနွေးမှုတွေကတော်တော်လေးကိုလက်ရည်စရာကောင်းတယ်တော်တော်လေးကိုလည်းနှလုံးနာစရာကောင်းတယ်လို့ကျွန်တော်ကတော့အရင်ဖြေချင်ပါတယ်ပေါ့မိမိပြည်သူမိမိရှိတဲ့နေရာဒေသရဲ့ပြည်သူတွေကိုနေ့စဉ်လဲတပ်ဖြတ်နေတယ်မိမိတို့ဖြစ်တည်မှုအရာပေါ့ဥပမာမွန်ပြည်နယ်အနေနဲ့ဆိုမွန်လူမျိုးတွေအနေနဲ့ဆိုလို့ရှိရင်ဘာသာစကားတောင်တင်ဖို့တောင်ခက်ခဲခဲ့တဲ့နှစ်တွေများစွာရှိခဲ့တဲ့စနစ်တကျဖိနှိပ်ခံနေရတဲ့အခြေအနေတွေကနေလွတ်မြောက်ဖို့ကြိုးစားနေတဲ့ကာလမှာတကယ်ပဲဖိနှိပ်နေတဲ့ဒီအစုအဖွဲ့နဲ့အမျိုးသားရေးလုပ်တယ်ဆိုတာကယုတ်တိမရှိဘူးလို့ကျွန်တော်ကတော့အရင်ဆုံးဖြေချင်ပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးပါဆရာဒီခုတော့ဒီရှာမကွန်ချန်ကိုကျွန်တော်ထပ်မေးချင်တာပေါ့လေဆိုတော့ဒီစစ်ကောင်စီရဲ့ဒီဩဇာခံဒီမွန်ရက်ဖက်ဖွဲ့စည်းတဲ့အခုလိုဒီမွန်အမျိုးသားရေးလှုပ်ဆောင်ဖို့စုစည်းကြမယ်ပြောဆိုလာတဲ့ပြောဆိုချက်တွေကဘယ်လိုသဘောဆောင်လဲလို့ရှာမအနေနဲ့သုံးသပ်လို့ရမလဲခင်ဗျဒီအမျိုးသားရေးလှုပ်ဆောင်ဖို့စုစည်းကြမယ်လို့ပြောတာကျမတို့
ဥစားပေါ့နော်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်တို့ကလှုပ်လို့ရနိုင်တယ်ဆိုတော့တွေးခေါ်ချက်ရှိတာပေါ့တို့ကတော့ရနိုင်တယ်ပေါ့ရတဲ့လောက်တော့တိုးမယ်ဆိုပြီးတော့ခံယူပြီးတော့လှုပ်ကြတယ်လို့တော့ကျမတော့ထင်တယ်ပေါ့နော်ပြီးတော့ဒီအမျိုးသားရေးလို့ပြောတဲ့နေရာမှာလည်းကျမတို့ကဘာကိုဆိုလိုတာလဲပေါ့အမျိုးသားရေးဆိုတာကမစပယ်ရင်ချင်းမှုလုပ်ဖို့ပဲဆိုလို့ရှိရင်ကတော့ဒါကတော့အမျိုးသားရေးကြီးပဲတော့မဟုတ်ဘူးအခုကလူကလောလောဆယ်ကကျမတို့ကဒီ Federal Democracy နိုင်ငံတော်တည်ကြီးကိုတိဆောက်ဖို့လို့ကျမတို့ပြောတဲ့နေရာမှာဒီကျမတို့တူးတယောက်တည်းတစ်ဖွဲ့တည်းရဲ့အကျိုးကိုလည်းကျမတို့ကြည့်လို့မရဘူးအကုန်လုံးကိုလည်းကျမတို့ကြည့်ရမှာဟုတ်တယ်ပေါ့နော်ဆိုတော့အမျိုးသားရေးပြောတဲ့နေရာမှာအခုကကျမတို့ကဒီစကားစားနဲ့ပေါင်းတဲ့အစုဖွဲ့နဲ့ကျမတို့ကຫນွေဦးတော်လှန်ရေးမှာလှုပ်ဆောင်နေတဲ့အစုဖွဲ့တွေရှိတယ်ဆိုတော့ဒီအစုဖွဲ့တွေကမတူညီနေဘူးဆိုတော့ဒီ exclusion ဖြစ်နေတယ်လို့လည်းကျမကတော့ပြောချင်တယ်ပေါ့နော်ဆိုတော့ခုနကကျမပြောခဲ့သလိုပဲအမျိုးသားလွတ်မြောက်ရေးဒန်းတူရေး Federal ဆိုတာတွေကိုဘယ်လိုဆွေးနွေးကြမှာလဲဒီအမျိုးသားရေးဆိုတာအဲ့ဒါတွေမပါဘဲနဲ့ကျမတို့ဘယ်လိုဆွေးနွေးကြမှာလဲဆိုတဲ့မိကွန်းလည်းရှိတယ်ပေါ့နော်ဆိုတော့တကယ်လို့သူတို့ကဒါကိုဖြစ်အောင်လုပ်တယ်ဆိုလို့ရှိရင်တော့ဒါကတော့စကားစားကိုသူတို့ကထောက်ခံတာပဲဖြစ်တယ်ဆိုတော့ခုနကကျွန်မပြောခဲ့တဲ့ရအောင်လုပ်နိုင်မယ်ဆိုတဲ့သဘောထားရှိတော်ညာလဲကျမတို့ပြည်သူတွေကိုမတရားနှိပ်စက်ညှဉ်းပန်းတပ်ဖြတ်နေတဲ့စကားစားရဲ့အောက်မှာလှုပ်ဆောင်နေတဲ့အတွက်ဒါကတော့သူတို့ရဲ့အကျိုးစီးပွားကိုပဲသူတို့ကဥစားပေါ့နော်ရက်တီးပြီးတဲ့ခါကျကိုအကျိုးစီးပွားကိုဘာလဲကိုယ့်ရဲ့သူ့ရဲ့အကျိုးစီးပွားအတွက်ပဲရက်တီးပြီးတဲ့ခါကျလှုပ်ဆောင်တဲ့အခါမှာဒါကကျမတို့ရဲ့ကျမတို့ရဲ့ဒီ ethic ပေါ့နော်ကျမတို့ဒီ CSO တွေ CBO တွေရဲ့လှုပ်ဆောင်နေရတဲ့အခြေအနေလုံးဝမကိုက်ဘူးဘာလို့ဆိုတော့ကျမတို့ကပြည်သူတွေရဲ့အတန်ကိုယူပြီးတော့ကျမတို့ကသက်ဆိုင်ရာအစိုးရတွေကိုကျမတို့ကပြန်ပြီးတော့combine လုပ်ရတာပေါ့နော် message တွေပေးရတာဆိုတဲ့ခါကျအခုကသူကဘာတွေများသွားပြီးတော့ပေါ့နော်ကျမတို့ဒီဆွေးနွေးနိုင်တဲ့အခြေအနေတွေရှိတယ်လဲပေါ့နော်ဒါဆိုစစ်တပ်ကိုထောက်ခံတာမှန်သလားမှားသလားဆိုတော့သူတို့မတွက်ဆနိုင်ဘူးလားအဲ့ဒါကိုလည်းကျမကတော့တန်တရားရှိတယ်ပေါ့နော်ကိုလုံခြုံရေးကိုရဲ့ကြိုးစည်းပွားကိုပဲကြည်နေတယ်ဆိုတဲ့ခါကျတော့ဒီအမျိုးသားရေးအတွက်လှုပ်ဆောင်နေတာလုံးဝမရှိနိုင်ဘူးကိုမင်းပြောသူပဲကျမတို့နိုင်ငံလုံးကိုမီးရှို့ဖျက်ဆီးပြီးတော့လူတွေအခွင့်အရေးကိုဒီလောက်ဖိနှိပ်နေတဲ့ဒီစကားစားရဲ့အောက်မှာအမျိုးသားရေးလုပ်တယ်ဆိုတော့ရည်စရာတော့တော်တော်ကောင်းတဲ့ကိစ္စတော့ဟုတ်တယ်ပေါ့နော်ကျမတို့အနေနဲ့ကတော့ဒီလုပ်ငန်းကိုလုံးဝလက်မခံနိုင်ပါဘူးဖြစ်လည်းမဖြစ်နိုင်ဘူးလို့တော့ကျမအနေနဲ့ပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ဆရာမတစ်ဆက်တည်းပေါ့လေဆရာမကိုပဲကျွန်တော်ပြန်မေးချင်တာဆိုတော့ဒီမှာဆရာမပြောရတဲ့အစုအဖွဲ့၃ခုပေါ့လေနော်တော်လန်ရေးပဲရှိမယ်စစ်ကောင်စီနဲ့ပဲကြားပေါ့ဆိုတော့ဒီကြားကအဖွဲ့ကိုပြောချင်တာသူတို့ဆိုလို့ရှိရင်ဗျာဒီလိုလက်ရှိဒီစစ်ကောင်စီရဲ့ဒီအကြမ်းဖက်မှုလုပ်ရတဲ့လူထုပေါ်မှာဖမ်းဆီးတပ်ဖြတ်မှုတွေကတပ်တွေအထောက်ထားများစွာလည်းရှိနေလှုပ်ဆောင်နေဆိုတော့ဒီကြားနေတဲ့အဖွဲ့ကဒီအခြေအနေကိုတိတိရင်းနဲ့စစ်ကောင်စီကိုပေါင်းနေတဲ့ဆိုတဲ့အတိုင်းဒါတားတဲ့ဘက်ကိုကူးပြောင်းမယ်ဆိုတဲ့ဟာကတကယ်တမ်းဒီတော်လန်ရေးအစုအဖွဲ့တွေကဒီလူတွေကဒီတော်လန်ရေးဘက်တာဝါလို့တော်လန်ရေးဘက်ရောက်လာတဲ့အချိန်မှာဒီတကယ်တမ်းဟိုအရှိအရင်ကတည်းကတော်လန်ရေးထဲမှာပါဝင်တဲ့လူတွေကအဲ့လိုလူတွေကရောသူတို့လက်ခံနိုင်မဲ့အနေအထားမျိုးရှိနိုင်မလားဆရာမအဲ့ဒါတော့ပြောရတော့ခက်တယ်ပေါ့နော်ဒါပေမဲ့လည်းခါလေးကြလို့ရှိရင်ချို့လူတွေကကြတော့ကျမတို့ဒီမမြင်သာအောင်ပေါ့နော် low profile အနေနဲ့လည်းကျမတို့တော်လှန်ရေးကိုထောက်ခံပံ့ပိုးနေတဲ့သူတွေလည်းရှိတယ်ဒါပေမဲ့အဲ့ဒီလူတွေကတော့တိတာဘယ်သူတွေလဲဆိုတော့တိတာတယ်ပေါ့နော်ဆိုတော့ပေါ့ကျမတို့ရဲ့အမျိုးသားရေးကိုကြည့်မယ်ဆိုလို့ရှိရင်တော့နည်းနည်းတော့ခက်တယ်ပြောရတာတော့ပေါ့ကျမတို့ကအခုအနေခြေနေမှာတော့ line တားတာဟုတ်တယ်ဒါပေမဲ့ပြီးသွားပြီဆိုတဲ့ခါကြလို့ရှိရင်တော့ကျမတို့ကတော့ဒီအမျိုးသားညီညွတ်ရေးဆိုတဲ့စကားလုံးနဲ့တော့လာကြမှာတော့ရှိတယ်ပေါ့နော်အဲ့ဒီစကားလုံးလဲလာပြီးတဲ့ခါကျအမျိုးသားညီညွတ်ရေးအတွက်ဘယ်လိုလုပ်ကြမှာလဲဆိုတာရှိတယ်ဆိုတော့ခုနကမေးတဲ့မေးခွန်းရဆိုလို့ရှိရင်တော့ကောင်းတဲ့အတွက်သူတို့ကောင်းတဲ့ဘက်ကိုตาရလိုက်တာလားตาရမလိုက်ဘူးလားဆိုတာတော့ကျမတို့ကြည့်ရင်တော့သိတာတယ်လေနော်မြင်တာတယ်ဆိုတော့ตาရလိုက်တယ်ဆိုတော့လူတွေကိုတော့ကျမတို့ကတော့ social punishment ကတော့ကျမတို့လုပ်ကိုလုပ်ရမှာပဲအဲ့မှာကျမတို့ကတခုပေါ့နော်ကျမတို့ပြန်စဉ်းစားရမှာကျမတို့တော်လှန်ရေးကိုအားပေးဖို့ကျမတို့တော်လှန်ရေးကိုဒီတက်ပို့ပြီးတော့မြန်အောင်မြင်အောင်လုပ်ဖို့အတွက်ထောက်ပံ့ပေးနိုင်တဲ့သူတွေကတော့ကျမတို့ကတော့ alliance အနေနဲ့ကျမတို့လက်ခံရမှာတော့ဟုတ်တယ်ပေါ့ဒါပေမဲ့ဒီတာယာကိုပဲလိုက်တယ်ဆိုတဲ့သူတွေအတွက်ကတော့ကျမအနေနဲ့ကတော့နေရာမပေးချင်ဘူးပေါ့နော်ဒီလူတွေကတော့ကျမတို့ဘယ်တော့မှလည်းဆက်လက်ပြီးတော့လှုပ်ဆောင်လို့ရမဲ့သူတွေမဟုတ်ဘူးဒီလူတွေကယုံကြည်လို့ရတဲ့သူတွေလည်းမဟုတ်ဘူးခုနကကျမပြောခဲ့သူပဲကိုကျိုးစည်းပွားကိုပဲကြည့်ပြီးတော့ကိုယ့်ရဲ့လုံခြုံရေးအတွက်ပဲကြည့်ပြီးတော့လှုပ်ဆောင်တာဆိုတဲ့အခါကျတော့ကျမတို့က line တားကိုတားရမဲ့အခြေအနေတော့ရှိပါတယ်လို့ကျမအနေနဲ့သဘောထားပေးချင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးပါဆရာမဟုတ်ကဲ့ဆိုတော့ဒီတစ်ခါပေါ့ဆရာဝင်းမင်းကိုကျွန်တော်မေးချင်တာကဒီ
လက်ရှိနိုင်ငံရေးအခြေအနေရပေါ့နော်ဒီရပ်ဖက်အဖွဲ့အစည်းတွေဆိုတာပြည်သူအကျိုးအတွက်ဘာတွေလှုပ်ဆောင်ခြင်းကအတိအကျကြမလဲပေါ့နော်ဘယ်လိုຢာတွေကလှုပ်ဆောင်ဖို့လိုအပ်နေလို့ရန်နေနဲ့သုံးသပ်ပြီးပေါ့ဟုတ်ကဲ့ဒီလက်ရှိမြန်မာနိုင်ငံအနေနဲ့ပဲကြည်ကြည်ဒီမွန်ပြည်နယ်နဲ့အနေနဲ့ပဲကြည်ကြည်ဆိုလို့ရှိရင်ကျွန်တော်တို့အရက်ဖက်အဖွဲ့အစည်းတွေရဲ့လှုပ်ရှားလုပ်ငန်းဆောင်တာတော်တော်များပါတယ်တော်တော်များတယ်ဆိုလို့ချင်းအကြမ်းမြင့်အဖြစ်တော့3ခုရှိတယ်လို့ပြောလို့ရတော့ဗောနံပါတ်1ကနေ့စဉ်ဒီအခက်ခဲပေါ့စစ်အာဏာရှင်အောက်မှာအခက်ခဲစွာနေထိုင်နေကြရတဲ့ပြည်သူလူထုတွေရှိတယ်ဗောနေ့စဉ်လိုအောင်နေ့စဉ်လုံခြုံရေးနေ့စဉ်စာဝန်နေကျန်းမာရေးအစရှိသဖြင့်အခက်ခဲများစွာတွေ့ကြုံနေရတဲ့ပြည်သူတွေအပေါ်မှာတစိမ့်တရေအသားအဖြစ်ဝန်ဆောင်မှုတွေပြုပေးနိုင်ဖို့ဆိုလို့ရှိရင်ဘာတွေလုပ်ကြမလဲဆိုတဲ့ဥစ္စာမျိုးကိုစဉ်းစားတဲ့နဲ့အထောက်အကူပြုလို့ရတယ်လို့ထင်ပါတယ်ဒီအရက်ဖက်ဖွဲ့စည်းတွေကအကျမ်းမာရေးဒီအခမဲ့ဝန်ဆောင်မှုတွေလုပ်တာလားအခြားနာရေးနဲ့ဆိုင်တဲ့ဥစ္စာတွေကိုဝိုင်းဝန်းကူညီဆောင်ရွက်ကြတာလားအစရှိသဖြင့်လုပ်ငန်းတွေအခြေခံပြည်သူရဲ့ခက်ခဲနေတဲ့ဘဝအခြေအနေတွေကိုအတိုင်းအတာတစ်ခုအနေနဲ့ဖေးဖေးမမဖြစ်အောင်ဆောင်ရွက်လို့ရတဲ့ဥစ္စာတစ်ခုရှိပါတယ်ဒါနံပါတ်1တစ်ခုဖြစ်ပါတယ်နံပါတ်2ကကြတော့နေ့စဉ်နေထိုင်လုံခြုံနေထိုင်ကြရတဲ့ပြည်သူတွေပေါ်မှာအခက်ခဲများစွာရှိပါတယ်ပေါ့အဲ့လိုမျိုးအခက်ခဲများစွာဟာနေ့စဉ်တပ်ဖြတ်နေတဲ့စစ်ကောင်စီကပြည်သူတွေအပေါ်ကျင့်ကြံနေတဲ့အခက်ခဲတွေရှိဒီဟာတွေရှိတယ်ပေါ့ဒီစစ်ကောင်စီအနေနဲ့ဆိုလို့ရှိရင်လူသားမဆန်စွာမိမိနိုင်ငံသူနိုင်ငံသားတွေကိုနေ့စဉ်တပ်ဖြတ်နေကြတာမျိုးကတကဘာလုံးနိုင်ငံနဲ့မကဘဲကဘာအစ်စ်မှာအလုံးသိနေပြီးတာဖြစ်တယ်ဆိုတော့ဒီစနစ်ကိုချိန်မှုံပြီးတော့စနစ်အစ်စ်မဖန်တီးနိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ကခဏတာပြဿနာကိုဖုံးထားတဲ့သဘောအနေနဲ့ဖြစ်မှာဖြစ်တယ်ပေါ့ဒါကြောင့်အဲ့ဒီကောင်းမွန်တဲ့နိုင်ငံရေးစနစ်ကိုပါဝင်နိုင်ဖို့တိဆောက်နိုင်ဖို့ဆိုလို့ရှိရင်ဘာတွေလုပ်ကြရမလဲဆိုတဲ့ဟာတွေပေါ်မှာဒီအရက်ဖက်အဖွဲ့အစည်းတွေအနေနဲ့လည်းပါဝင်ဆောင်ရွက်လို့ရတယ်လို့ထင်ပါတယ်မြေပြင်မှာဘယ်လိုအခြေအနေတွေဖြစ်ပြနေတယ်လဲအခြေခံပြည်သူတွေနဲ့ဘယ်လိုမျိုးခက်ခဲတွေတွေ့ကြုံနေရတယ်လဲဆိုတဲ့ဥစ္စာမျိုးတွေကိုနားထောင်တာသတင်းအချက်လက်အကောက်တာဆွေးနွေးတာတွေကိုအခြေခံပြည်သူတွေကိုဒီလိုမျိုးပါဝင်ခြင်းအပြင်ပါဝင်ဆောင်ရွက်လို့ရတာရှိပါတယ်ဒါနံပါတ်2ပေါ့နံပါတ်3ကကြတော့ဒီသူ့နေရာဒေတာအလိုက်မှာပါဝင်နေကြတဲ့အဖွဲ့အစည်းတွေရှိတယ်ပေါ့ဒီအဖွဲ့အစည်းတွေကကျွန်တော်တို့ကဖရပြည်ထောင်စုလို့တိဆောက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအားလုံးသောလူမျိုးစုတွေပြည်သူတွေပါဝင်ကြရမှာဖြစ်တယ်ပေါ့နောက်တစ်ခုကနိုင်ငံရေးဆိုတာရဲ့အရက်ဖက်အဖွဲ့အစည်းဆိုတာရဲ့ကိုပြန်လဲသတိရနားလည်စေချင်တာရှိတယ်ပေါ့နိုင်ငံရေးဆိုတာကကျွန်တော်တို့ရှိနေတဲ့ပြည်သူလူထုရဲ့လိုအပ်ချက်လူခွင့်ရေးနဲ့အညီလူသားတအုပ်အနေနဲ့ရှင်းတန်လွတ်လပ်စွာရှင်းတန်နေထိုင်နိုင်ဖို့အတွက်ကျွန်တော်တို့လှုပ်ဆောင်ကြရတဲ့လုပ်ငန်းစဉ်ဖြစ်တယ်ပေါ့အဲ့ဒီလုပ်ငန်းစဉ်လုပ်တဲ့အခါမှာအရက်ဖက်အဖွဲ့အစည်းတွေအနေနဲ့လည်းအခြေခံပြည်သူတွေရဲ့မြေပြင်မှာရှိနေကြတဲ့ပြည်သူတွေကတော့ဘယ်လိုမျိုးဖြစ်စေချင်တာလဲဆိုတော့ပြည်သူအတန်ကိုကိုစားပြုလို့ရတယ်ပြည်သူကိုနားထောင်လို့ရတယ်ပေါ့ဒီလိုမျိုးနားထောင်ပြီးတော့ဒီဆွေးနွေးနေကြတဲ့ပြည်내တိဆောက်ရေးလုပ်ငန်းစဉ်တွေဖက်ဒရယ်ပြည်ထောင်စုတိဆောက်ရေးလုပ်ငန်းစဉ်တွေကိုပါဝင်လို့ရတယ်ပေါ့အဲ့လိုမျိုးမဟုတ်ဘဲနဲ့စစ်ကောင်စီကနေဖန်တီးလာတဲ့အယောင်ပြအတုအယောင်အမျိုးသားရေးကိုလိုက်ပါပြီးတော့ဒီလမ်းမမှာစိုးတယ်ပေါ့လမ်းမမှာစိုးတော့အခြေခံပြည်သူတွေကိုကိုစားမပြုတဲ့လုပ်ငန်းစဉ်ပြည်သူတွေရဲ့စန္ဒမပါတဲ့လုပ်ငန်းစဉ်တွေကိုလုပ်ပြီးတော့စစ်ကောင်စီနဲ့တွေးဆွနေတဲ့လက်နဲ့မိတ်ဆက်အလုပ်တွေလုပ်နေကြမှာတော့စိုးပါတယ်အဲ့လိုမျိုးမဟုတ်ဖ ೇನೆ မိမိရှိတဲ့နေရာဒေတာကိုစားပြုတဲ့အစုအဖွဲ့ပြည်သူတွေကိုအခြေခံပြီးတော့အပြေရှာနိုင်ဖို့အတွက်တရောင်းတနေရာကနေပြီးတော့ဒီလုပ်ငန်းစဉ်တွေနားလည်အောင်လုပ်ပြီးတော့ပုံမူပါဝင်ဆောင်ရွက်တင်တယ်လို့တော့ကျွန်တော်ကထင်ပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးပါဆရာဟုတ်ကဲ့နောက်ဒီဆရာမမိကွန်းချန်တော်ကိုမေးချင်တာပေါ့လေဆိုတော့ဒီစစ်ကောင်စီရဲ့ဒီဩဇာခံအဖွဲ့အစည်းတွေကဒီပြည်သူတွေအတွက်အလုပ်လုပ်နေပါတယ်လို့ဒီတဖန်လည်းပြောနေခြင်းကဒီတော်လှန်ရေးအတွက်ရောဘာရိုက်ခတ်မှုရှိလာနိုင်မလို့ဆရာမသုံးသပ်လို့ရပါလေခင်ဗျဟုတ်ကဲ့ဥစ္စာပါခုနကလည်းကိုဝင်းမင်းအများကြီးတော့ပြောတယ်တကယ်တော့ကျမတို့ဒီပြည်သူလူထုအခြေပြုအရပ်ဘက်ဖွဲ့စည်းတွေဆိုတာပြည်သူတွေလှုပ်နေတယ်လို့ကျမတို့ပြောတဲ့နေရာမှာပြည်သူတွေရဲ့အတန်ကိုယူရတာပေါ့နော်ခုနကျမတို့အများကြီးလည်းကျမတို့ပြောခဲ့တာရှိတယ်ဒီစကားစအနေနဲ့ဒီပြည်သူလူထုကိုကြောက်ရွံ့အောင်မတရားဖန်ဆီးနှိပ်စက်တပ်ဖြတ်မိရှုရွာတွေကိုဘုံကျဲအဲ့လိုမျိုးလုပ်နေတဲ့အခြေအနေမှာကျမတို့ကဒီ
ပြည်သူတွေလှုပ်လှုပ်နေပါတယ်လို့ပြောတဲ့ဥစ္စာကိုကျွန်တော်တို့ကဘယ်လိုမျိုးယုံရမှာလဲပေါ့နော်ကျွန်တော်တို့ကလေအဲ့ဒါကိုတော့ကျွန်မခုနပြောသလိုပဲမင်းကုန်းကတော့အကြီးကြီးပဲအဲ့လိုပဲရှိတာပေါ့နော်ဆိုတော့အခုလိုမျိုးပြည်သူတွေလှုပ်လှုပ်နေပါလို့သူတို့ခဏခဏပြောတယ်ဆိုတဲ့ဥစ္စာအဓိကအချက်ကတော့ကျွန်တော်တို့ကစစ်တပ်ကိုတရားဝင်မှုရှိအောင်သူတို့လုပ်တာဟုတ်တယ်အဲ့လိုမျိုးပြောချင်တယ်ပြီးတဲ့ခါကျတော်လန်ရေးကိုဒီလိုစစ်တပ်ကိုတရားဝင်မှုရှိအောင်လုပ်ခြင်းအဖြစ်ကျွန်တော်တို့တော်လန်ရေးကိုကြံ့ကြံအောင်လုပ်နေတာနဲ့အတူတူပဲပြီးလို့ရှိရင်နောက်ထပ်တစ်ခုကကျွန်တော်တို့စ조사ပြီးတော့တီဆောက်နေတဲ့ဒီ Federal နိုင်ငံကိုပေါ့နော်ဒီတီဆောက်ရေးဒီဖြစ်စဉ်ကိုလည်းကျွန်တော်တို့ကပုံမူပြီးတော့ကြံ့ကြံအောင်လုပ်နေတာနဲ့အတူတူပဲဆိုတော့ကျွန်တော်တို့ကတကယ်တော့ CSO ပေါ့နော်ဒီလူထုခြေပြုဖွဲ့စည်းတွေဆိုတာဆိုလို့ရှိရင်ပြည်သူတွေရဲ့အခွင့်အရေးကိုသိရှိအောင်ပြည်သူတွေကအခွင့်အရေးပေါ်မှာနေပြီးတဲ့ခါကျတော့သူတို့ရဲ့လှုပ်ဆောင်နိုင်တဲ့အခြေအနေတွေပုံမူတိုးမြင့်လာအောင်သူတို့ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့ကျွန်တော်တို့လုပ်ပေးရတာဟုတ်တယ်ဒါပေမဲ့အခုလောလောဆယ်မှာသူတို့လုံနိုင်တာဘာတွေရှိတယ်လဲပေါ့နော်ခုနကျွန်မအများကြီးလဲပြောခဲ့တာရှိတယ်ပေါ့နော်အခုကတော့သူကစစ်တပ်ကဒါလုပ်ပါဆိုလို့ရှိရင်ဒါပဲသူတို့လုပ်ရတာပဲဆိုတဲ့အခါကျတော့ဒါအမျိုးသားရေးဒီဘလို့ပဲသူတို့ပဲပြောဒီကျွန်တော်တို့ဟိုဖြစ်ပေါ်နေတဲ့ကျွန်တော်တို့လိုချင်တဲ့အခြေအနေကိုရောက်ဖို့တော့မဖြစ်နိုင်ဘူးပေါ့နော်ဒီစစ်တပ်ရဲ့ရုပ်မာမှုကိုမြင်ကြီးနဲ့စစ်တပ်ကိုထောက်ခံနေတာလည်းမျက်စိကိုသူစုံမှိတ်ပြီးတဲ့ခါကျသူတို့လုံနေတာပဲဟုတ်တယ်ပေါ့နော်ဘာမှသူတို့မစင်စားဘူးဘာမှလည်းသူတို့မမြင်နိုင်ဘူးပေါ့နော်ဒါပေမဲ့လေအဲ့မှာကျွန်တော်တခုပြောချင်တာကဒီသူတို့လှုပ်ဆောင်နေတဲ့လုပ်ငန်းတွေကိုပံ့ပိုးပေးဖို့အတွက်နိုင်ငံတကာလှူရှင်တွေကလည်းရှိနေသေးတာဆိုတော့အဲ့နိုင်ငံတကာအလှူရှင်တွေကသူတို့ကလည်းသူကငြိမ်းချမ်းရေးစိတ်ဆက်ဖြည့်ရှင်းရေးပေါ့နော်အဖွံ့ဖြိုးရေးဆိုပြီးတော့သူကပြောနေကြတာရှိတယ်ဆိုတော့ဒီအခြေအနေမှာဒီလိုမျိုးထောက်ပံ့ပေးနေရလဲခက်တော့ခက်တယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့လည်းအခုနကကိုမင်းပြောသလိုပဲဒီလိုအပ်နေတဲ့အခြေအနေတွေကိုပံ့ပိုးပေးဖို့အတွက်ကျွန်တော်တို့ကအခုလောလောဆယ်ဆိုလို့ရှိရင်ငလျင်ပေါ့နော်ငလျင်ကိစ္စပေးကိုပေးရမှာဟုတ်တယ်ဒါပေမဲ့စစ်တပ်ကိုမပေးနဲ့ဆိုလို့ရှိရင်သူ့အောက်မှာရှိနေတဲ့ data တွေကလည်းအများကြီးရှိတယ်ဆိုတဲ့အခါကျကိုကလည်းလူသားချင်းစာနာဖို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့အကုန်လုံးကိုတော့ပေးရမှာဟုတ်တယ်ဒါပေမဲ့တကယ်ကတော့အခုကျွန်တော်တို့အကုန်လုံးပြောနေသလိုပဲပြည်သူလူထုနဲ့ဓာတ်ရိုက်ထိတွေ့ဆက်ဆံပြီးတဲ့အခါကျတော့ပြည်သူလူထုစီကိုတကယ်ပဲရောက်နိုင်တဲ့အကူအညီတွေကိုသက်ဆိုင်ရာအကူအညီတွေကိုပေးနိုင်တဲ့သက်ဆိုင်ရာအစုအဖွဲ့တွေနဲ့ပဲလှုပ်ဆောင်တယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အားရှိမယ်လို့တော့ကျွန်တော်တို့ပြောကြတာရှိတယ်ပေါ့။ကျွန်တော်တို့ဥပမာကိုကြည့်လိုက်မယ်ဆိုနာဂစ်ကိုကြည့်လိုက်။ဆိုတော့တကယ်ဒီဗာလဲကုညီတွေကဘယ်ကိုရောက်တယ်လဲမရောက်ဘူးပေါ့နော်။ဆိုတော့ကျွန်တော်တို့ဒီတော်လှန်ရေးကအဓိကပေါ့နော်ကျွန်မပြောချင်တာကဒီစစ်တပ်မရှိရင်မဖြစ်ဘူးစစ်တပ်ကပဲကျွန်တော်တို့နိုင်ငံရဲ့ငြိမ်းချမ်းသာယာရေးဒီလုံခြုံရေးအတွက်ကိုလှုပ်ဆောင်ပေးနိုင်တယ်ဆိုတော့အတွေးခေါ်တွေကိုလည်းကျွန်တော်တို့ကပြောင်းဖို့လိုတယ်။ပြီးလို့ရှိရင်ဒါတွေမရှိအောင်လည်းကျွန်တော်တို့လုပ်ရမယ်ပေါ့နော်။ဆိုတော့ကျွန်တော်တို့ဒီစစ်တပ်အဓိကအချက်ကတော့စစ်တပ်ကို legitimacy ဖြစ်အောင်လုပ်တဲ့ဘယ်လုပ်ငန်းမဆိုကျမတို့ကတွန်းလှန်ပြုတ်ဖြက်တိုက်ခိုက်ရမယ်လို့တော့ကျမဒီမှာထပ်မံပြီးတော့ပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးပါဆရာမဟုတ်ကဲ့ဆိုတော့ဒီနောက်ဆရာဝင်းမင်းကိုကျွန်တော်မေးချင်တာပါလေဆိုတော့ဒီ CSO တွေကဒီကျွန်တော်တို့ဒီအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေဖြစ်တယ်ပေါ့နော်တနည်းအားဖြင့်မှားယွင်းနေတဲ့အစိုးရရန်တရားတွေကိုသုံးသက်ဝေဖန်ရမယ်တာဝန်တရက်လည်းရှိတယ်ဒါပေမဲ့ဒီဘက်ပုံးဆောင်ကမှားနေတဲ့စစ်တပ်နဲ့အပူတွဲလုပ်နေတဲ့လုပ်ရက်တွေကလောက်ရတယ်ပေါ့နော်ဒီလူပုဂ္ဂိုလ်တူးချင်းစီရဲ့အကျိုးစီးပွားတွေအတွက်မဖြစ်နိုင်ဘူးလားဆရာအနေနဲ့ရောဘယ်လိုရှုမြင်လဲသုံးသပ်လို့ရမလဲခင်ဗျဒီမြန်မာနွေဦးဒေါ်လာရေးကို2021မှာစခဲ့တဲ့ဖြစ်တယ်ပေါ့နော်ဒီမြန်မာနွေဦးဒေါ်လာရေးကာလမှာလည်းပဲစစ်ကောင်စီလို့ခေါ်တဲ့စစ်အာဏာရှင်ကမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုကိုနေ့စဉ်တပ်ဖြတ်နေတာဖြစ်တယ်ပေါ့ဒါနံပါတ်1ပေါ့နောက်တစ်ခုကမွန်ပြည်နယ်ကရှိတဲ့မွန်အမျိုးသားရေးလောက်ကြမဲ့လူမှုအဖွဲ့အစည်းတွေလို့စောစောပြောကြတဲ့ဥစ္စာရှိတယ်ပေါ့မွန်ဆိုရင်မွန်ရဲ့တော်လှန်ရေးရှိတယ်ပေါ့ငါတို့မွန်ဖြစ်ချင်းအရာဒီလွတ်လပ်စွာရှင်းတန်နိုင်ဖို့ဘာသာစကားယဉ်ကျေးမှုပညာအစရှိတဲ့ဖြစ်လုံနေကြတဲ့လုပ်ငန်းစဉ်လည်းရှိတယ်ပေါ့ဒီမွန်ပြည်သူလူထုကိုကိုစားပြုတဲ့နိုင်ငံရေးတော်လှန်ရေးအစုအဖွဲ့တွေဆိုလို့ရှိရင်လည်းအရင်ကတည်းကရှိခဲ့တဲ့တော်လှန်ရေးဖြစ်တယ်ပေါ့အဲ့ဒီတော်လှန်ရေးမွန်တော်လှန်ရေးလို့ပြောရင်မွန်လူမျိုးစုတွေမွန်ပြည်သူတွေကိုကိုစားပြုရမယ်အလုပ်တွေကိုလုပ်နေဖို့လိုအပ်တယ်ပေါ့နှစ်ချီလာများအနွေဦးတော်လှန်ရေးကနေစပြီးတော့အချိန်ကိုပြောရမယ်ဆိုလို့ရှိရင်4-5နှစ်သာရှိခဲ့ပြီပေါ့နောက်ပြီးတော့အရင်နှစ်တွေကစစ်အာဏာရှင်စနစ်ရဲ့အောက်မှာလည်းပဲမိမိဖြစ်တည်မှုရခက်ခဲစွာဘာသာစကားတွေတင်ယူကြရတယ်ယဉ်ကျေးမှုဒီဆင်နွှဲတဲ့ပွဲတွေတော့မှခက်ခက်ခဲလုံနေကြရတဲ့ဥစ္စာတွေရှိတော့အရက်ဖက်အဖွဲ့အစည်းလို့ပြောတယ်ဆိုလို့ရှိရင်မိမိတို့လုံနေတဲ့အလုပ်တွေလှုပ်ဆောင်နေတဲ့ပြည်သူလူထုကိုအခြေခံပြီးတော့လှုပ်ကြရမှာဖြစ်တယ်ပေါ့
ဒီပြည်သူလူထုဖြစ်တည်မှုအရာဝန်ဆောင်မှုတွေလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့အတွက်ဒီအရက်ဖက်အဖွဲ့အစည်းတွေကဆောင်ရွက်ကြရတာဖြစ်တယ်ပေါ့အခုလုံးလုံးအခုဖြစ်ကြားလာရတဲ့ဒီမွန်အမျိုးသားရေးအတွက်စိတ်ကောင်းစီနဲ့ချိတ်ဆက်ပြီးလုပ်မယ်ဆိုတဲ့သတင်းတွေအပေါ်မှာအဖြေရမယ်ဆိုလို့ရှိရင်တော့နေ့စဉ်မွန်ပြည်နယ်မှာတောင်မှဒီအစိုးရကာလနေထပြီးတော့ဟိုခက်ခဲကြမ်းတမ်းတဲ့ပြည်သူတွေနေ့စဉ်ရှင်နေထိုင်နေရတာရှိတယ်ပုံကျက်သက်ပြတ်မှုတွေဆိုလည်းခံရတဲ့ဥစ္စာတွေရှိတယ်ပေါ့ဒီလိုနေ့စဉ်ပြည်သူတွေအခက်ခဲများစွာရှင်သန်နေရတဲ့ကြားထဲမှာစစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့မွန်အမျိုးသားရေးလုပ်မယ်ဆိုတာကတွေးစွန်းနေတဲ့လက်ပြည်သူတွေကိုနေ့စဉ်တပ်ဖြတ်နေတဲ့အဖွဲ့အစည်းနဲ့ပူးပေါင်းလုပ်ကင်မယ်ဆိုတာကအများပြည်သူကိုကိုယ်စားပြုတယ်ဆိုတာမျိုးတဲ့အများပြည်သူကိုဖိနှိပ်ဖို့အတွက်လုပ်နေကြတယ်ဆိုတဲ့ဥစ္စာမျိုးအဓိပ္ပာယ်တက်ရောက်ပါတယ်ဒါကြောင့်ဒီအစုအဖွဲ့တွေအနေနဲ့ဆိုလို့ရှိရင်အမှန်တကယ်ပြည်သူလူထုကိုကိုယ်စားပြုပြည်သူလူထုကနေလိုအပ်နေတဲ့ဒီလိုအပ်ချက်တွေကိုဝန်ဆောင်ဖို့လုပ်နေတာမျိုးမဟုတ်ဘဲနဲ့တစုတစ်ဖွဲ့သို့မဟုတ်ပုဂ္ဂိုလ်ရေးလိုလားချက်တွေနဲ့လုပ်နေသလားလို့ကျွန်တော်တို့မေးခွန်းထုတ်ချင်တယ်အမှန်တကယ်ပဲပြည်သူလူထုကိုကိုယ်စားပြုမယ်ပြည်သူလူထုလိုအပ်နေတဲ့အခက်ဝန်ဆောင်မှုတွေကိုလုပ်ပေးနိုင်ဖို့ဆိုလို့ရှိရင်လက်ရှိဝန်ဆောင်မှုကနေစပြီးတော့အနာဂတ်နိုင်ငံရေးစနစ်အသစ်တစ်ခုကိုကောင်းမွန်စွာပုံဖော်နိုင်ဖို့အတွက်ကြိုးစားတဲ့အခါမှာတစိမ့်တရေသားအနေနဲ့ကျွန်တော်တို့တွေအားလုံးပါဝင်လို့ရတယ်ပေါ့ကျန်တဲ့စုဖွဲ့မှုတွေလည်းပါဝင်နေပြီဒီအစုဖွဲ့တွေလည်းပါဝင်လို့ရတယ်ပေါ့ဒါပေမဲ့အဲ့လိုမျိုးပါဝင်နေတာမျိုးမဟုတ်ဘဲနဲ့အာဏာရှင်နဲ့စစ်အာဏာရှင်နဲ့ပူးပေါင်းပြီးတော့အမျိုးသားရေးခေါင်းစဉ်အောက်မှာပြည်သူတွေကိုဖိနှိပ်ဖို့အတွက်တကိုယ်ရည်စာစိတ်ဝင်စားမှုတွေနဲ့လုပ်နေကြသလားတွေးစွန်းသောလက်တွေနဲ့အာဏာရှင်စနစ်ကိုဆက်လက်တည်မြဲဖို့လုပ်နေကြတယ်ဆိုတဲ့သဘောမျိုးတော့ပေါက်တယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါဆရာဆိုတော့တစ်ဆက်တည်းမှာပဲဆရာအနေနဲ့ပြန်ပြီးတော့အခုဒီဆွေးနွေးသွားတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဆရာအနေနဲ့တခြားထပ်ပြီးတော့ဖြည့်ဆွတ်ဆွေးနွေးရှိနေတာရှိရင်လည်းဆွေးနွေးပြအောင်ဆရာနောက်ဆုံးအနေနဲ့ဟုတ်ကဲ့ဒီစောစောကတော့ကျွန်တော်တို့ဒီအစဆရာရောမျှဝေသွားတဲ့အထက်မှာဒီအရက်ဖဲအဖွဲ့အစည်းတွေတွေ့ဆုံကြတယ်စစ်အာဏာရှင်တွေလည်းချိတ်ဆက်နေတဲ့အဖွဲ့အစည်းတွေလို့ပြောတယ်နောက်တစ်ခုကအမျိုးသားရေးကိုဆွေးနွေးကြတယ်လို့ပြောတယ်ပေါ့ဒါဒီဟာတွေကိုအခြေခံမယ်ဆိုလို့ရှိရင်စစ်ကောင်စီအနေနဲ့သူတို့အာဏာမြဲနိုင်ဖို့စစ်အာဏာရှင်စနစ်တွေနဲ့အာဏာမြဲနိုင်ဖို့ဆိုလို့ရှိရင်လူမျိုးစုတွေကြားဒီအရက်ဖက်တွေကြားကို divide and rule စိတ်ဝမ်းကွဲအောင်လုပ်ပြီးတော့အာဏာရှင်ကအာဏာမြဲအောင်လုပ်တဲ့ delay ဟာဒါအမြဲတမ်းလုပ်နေကြဝါဒတွေစနစ်တွေဖြစ်တယ်ဝါဒတွေစနစ်တွေဖြစ်တယ်ဒါနံပါတ်1တစ်ခုသိစေချင်ပါလေနောက်တစ်ခုကဒီမွန်ပြည်နယ်မှာရှိနေကြတဲ့အခုအစည်းအဝေးမှာတက်နေကြတဲ့အစုအဖွဲ့တွေလူပုဂ္ဂိုလ်တွေပဲဖြစ်ဆိုလို့ရှိရင်အရင်နှစ်များစွာဖြတ်တန်းခဲ့ရတဲ့ကာလတွေကိုလည်းသတိရစေခြင်းလို့အမှန်တကယ်မွန်ပြည်သူတွေလိုချင်တဲ့နိုင်ငံရေးစနစ်မိမိတို့ရှိနေတဲ့ဒီကျေးရွာရပ်ကွက်နေရာဒေသတွေမှာဖြစ်ပျက်နေတဲ့နေ့စဉ်ဖြစ်ပျက်မှုအခက်အခဲမှာဒီလိုချင်တဲ့နိုင်ငံရေးစနစ်ကဘာလဲဆိုတဲ့ပြည်သူအတန်တွေကိုပုံမူပြီးတော့ပြန်လည်နားထောင်ဖို့အတွက်အကြံပြုခြင်းဒါနံပါတ်1နံပါတ်3အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံမှာစစ်အာဏာရှင်စနစ်အမျိုးမျိုးရှိနေတယ်ပေါ့ဒီစနစ်ကိုဖြိုးမချဘဲနဲ့အားလုံးလိုချင်တဲ့ဒန်းတူနိုင်ငံရေးအခွင့်အရေးကိုတွားဖို့ခက်ခဲတယ်ဆိုတဲ့မြန်မာຫນွေဦးဒေါ်လာရေးကနေပြီးတော့ပြည်သူတွေကနေတဆင့်ဒီတိုင်းတိပြည်တိကဘာတိကနေပြီးတော့ဆောင်ရွက်နေကြတဲ့တော်လှန်ရေးလည်းရှိနေပြီဖြစ်တယ်ပေါ့အဲ့ဒီတော်လှန်ရေးကာလဆောင်ရွက်နေတဲ့ကာလမှာဒီတော်လှန်ရေးလုပ်ငန်းစဉ်တွေကိုလည်းအထောက်အကူပြုလို့ရတယ်လို့တကယ်လို့အဲ့ဒီအထောက်အကူပြုမှုကိုပါဝင်ဖို့ခက်ခဲတယ်ဆိုလို့ရှိရင်လည်းအဲ့တော်လှန်ရေးလုပ်ငန်းစဉ်တွေကိုအခက်အခဲဖြစ်စေဖို့လမ်းမဖြစ်စေဖို့ပြည်သူတွေကိုလမ်းမဖြစ်စေဖို့တော့မလုပ်သင့်ဘူးလို့ထင်တယ်မလုပ်ဖို့လည်းအကြံပြုချင်တယ်ပေါ့ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီနိုင်ငံရဲ့အခက်အခဲတဲ့စနစ်တွေပြည်သူတွေနေ့စဉ်တွေ့ကြုံနေရတဲ့အခက်အခဲတွေကဒီစစ်အာဏာရှင်စနစ်ကြောင့်သာနေ့စဉ်အခက်အခဲတွေတွေ့ကြုံနေရတယ်ရှင်သန်ရေးအထိအခက်အခဲနေကြရတာဖြစ်တယ်ပေါ့ဒါကြောင့်ရှေးအဖြေအလုံးတန်းတူရေးကိုအဖြေရှာနိုင်ပဲဖရပြည်တော်စုနိုင်ငံရေးလုပ်ငန်းစဉ်ကိုပုံမူပြီးတော့ပူးပေါင်းဆောင်ရွက်နိုင်ဖို့လည်းအကြံပြုချင်တယ်တကယ်လို့အဲ့လိုမျိုးပါဝင်ဖို့ခက်ခဲတဲ့ဆိုရင်တောင်မှဒီနေ့စဉ်ပြည်သူတွေကိုတပ်ဖြတ်နေတဲ့စစ်ကောင်စီစစ်အာဏာရှင်တွေပူးပေါင်းဆောင်ရွက်ဖို့တော့
မလုပ်သင့်ဘူးလို့တော့ကျွန်တော်ကတော့အကြံပြုပါရစေ ဟုတ်ကဲ့ကျေးဇူးပါဆရာဟုတ်ကဲ့ဒီဆရာမအနေနဲ့ရောဒီနောက်ဆုံးအနေနဲ့ခုကျွန်တော်တို့ဆွေးနွေးသွားတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဆရာမအနေနဲ့ဖြည့်ဆွက်ပြောချင်တာရှိရင်လည်းနောက်ဆုံးအနေနဲ့ပြောကြပြပါဦးခင်ဗျ ဟုတ်ကဲ့ဥစားပေါ့ခုနကလည်းဥစားပေါ့ကိုဝင်းမင်းလည်းအများကြီးပြောသွားတာရှိတယ်ကျမတို့နေတဲ့ယုံကြည်နဲ့လှုပ်ဆောင်နေတဲ့ကိစ္စတရက်တစ်ခုကဘာလဲဆိုတော့လူထုခြေပြုအဖွဲ့အစည်းတွေပေါ့နော် CSO CBO တွေကဘယ်ပါတီဘယ်အစုအဖွဲ့ရဲ့လက်အောက်မှာမှမရှိနေသင့်ဘူးပေါ့နော်ရှိမနေသင့်ဘူးပြီးတဲ့အခါကျတော့သူတို့ကပြည်သူတွေရဲ့အကျိုးကိုကြည့်ပြီးတော့ပြည်သူနဲ့အုပ်ချုပ်သူလူဒန်းစားကိုချိတ်ဆက်ပြီးတော့လှုပ်ဆောင်ပေးရတဲ့အစုအဖွဲ့ဖြစ်တယ်ဆိုတာကိုကျမတို့အကုန်လုံးနားလည်သဘောပေါက်ထားတယ်ဒီအပြင်ကျမတို့ကပြည်သူတွေရဲ့အတန်ကိုယူဆောင်ပြီးတော့အုပ်ချုပ်သူစုဖွဲ့တွေကိုပို့ဆောင်ပေးရတဲ့ဂျာကန်အဖွဲ့အစည်းဖြစ်တည်နဲ့အညီပြည်သူမျက်နှာကိုထောက်ထားပြီးတော့ပြည်သူအကျိုးကိုလှုပ်ဆောင်နေရမှာဖြစ်တယ်လို့ကျမအနေနဲ့ပြောချင်တယ်အခုလိုမျိုးကိုကျိုးကိုပဲကြည့်ပြီးတော့ပြည်သူတွေကိုအကြမ်းဖက်နှိပ်စက်နေတဲ့ဒီစစ်တပ်ရဲ့လက်အောက်မှာနေပြီးတော့ပြည်သူအကျိုးကိုလှုပ်ဆောင်မယ်ဆိုတာကတော့လုံးဝမဖြစ်နိုင်တဲ့အရာဖြစ်တယ်ဒါကြောင့်မို့လို့ကျမအနေနဲ့ကျမတို့ဒီပြည်သူပြည်သားအားလုံးရဲ့အခွင့်အရေးကျမတို့ရဲ့ဦးတယောက်စီတိုင်းရဲ့အခွင့်အရေးကျမတို့တိုင်းရင်းသားတွေအားလုံးရဲ့အခွင့်အရေးကိုတကယ်တမ်းရဖို့ဆိုလို့ရှိရင်တော့ကျမတို့လောလောဆယ်မှာအခုကျမတို့ပါဝင်နေကြတဲ့ဒီຫນွေဥဒေါ်လာရေးပေါ့နော်ဒီຫນွေဥဒေါ်လာရေးကြီးမှာတရက်အားနဲ့ပါဝင်ပြီးတဲ့အခါကျတော့ကျမတို့Federal Democracy နိုင်ငံတော်တည်ကြီးကိုတည်ဆောက်တဲ့နေရာမှာပူပေါင်းပါဝင်ကြဖို့ကျမအနေနဲ့တိုက်တွန်းချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးပါဆရာနဲ့ဆရာမအခုကျွန်တော်တို့ဒီတကွင်းစာရှင်ကဒီပြီးတော့တဲ့ဒီစကားဝိုင်းမှာပေါင်းဆွေးနွေးပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျခုလိုပါဝင်ဆွေးနွေးခင်ရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဟုတ်ဒီအားတွေထောက်လွှင့်နေတဲ့အတွက်ရောဆွေးနွေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ဟုတ်ကဲ့ကျေးဇူးပါကဲကျေးဇူးပါဆရာ